ကတော့အန်တီတေစီလို့ခေါ်ပါတယ်ကျမမှာရိုစီဆိုတဲ့ကျမလေးတယောက်ရှိတယ်ဟောပြောရင်ဆိုရင်လည်းသူလာနေပါပြီသမီးရိုစီပြောလောက်သမီးလည်းဘာဖြစ်လို့မို့လာလဲဟမ်သမီးမိမမဖြစ်ချင်တော့မီးကိုဘယ်မှမကြိုက်ကြဘူးသမီးခုနအပြင်မှာသွားပြီးတော့မဟုတ်တော့ဝဲစားတော့ကောင်လေးတွေကသမီးကိုပြောတယ်အော်သမီးကိုဘာပြောလိုက်တာလဲအမဟေးဘာလဲဒီကရီစားစကားပြောမလားငါနဲ့မကြိုက်ဘူးအမေကပြောရီစားမထားရဘူးလို့မှားလားတဲ့အမဘယ်သူမှမကြိုက်ဘူးအော်အဲ့တော့သမီးမဖြစ်ချင်တော့သမီးဘယ်သူမှလာမကြိုက်ကြဘူးအော်မပူပါနဲ့အန်တီရှာပေးမယ်ဟမ်အန်တီတေစီတောင်မှယောက်ျားမရလို့အပြိုကြီးဖြစ်နေမှာမဟုတ်လား